မင်္ဂလာပါအားလုံးကျွန်ုပ်ဒီဒေါက်တာရာဂဗင်ထရာကိုချ်ကီဖြစ်ပြီးအဖော်ဆေးရုံကြီးဂျူဘယ်ဟီးလ်ဟိုက်ဒရာဘတ်တွင်မိုက်ခရိုခွဲစိတ်အထူးကုအနံဝင်အထူးကုစီးကျိတ်အထူးကုနှင့်လိန်ကျန်းမာရေးအထူးကုအကြီးတန်းအကြံပေးဆရာဝန်ဖြစ်ပါသည်ယခုမှကျွန်ုပ်ဒီတားအင်ကြီးစစ်ဆေးမှု salmon analysis ဆိုတာပါလဲဘယ်အချိန်မှဒီစမ်းသပ်မှုကိုလိုအပ်တယ်လဲဆိုတာကိုရှင်းပြပေးပါမယ်တားအင်ကြီးစစ်ဆေးမှုသည်ယောက်ျားလူမျိုးမပြိုးနိုင်မှုစစ်ဆေးရာတွင်အခြေခံစမ်းသပ်မှုတစ်ခုဖြစ်ပါသည်အိမ်ထောင်ဒီတစုံတစ်ယောက်မှာမပြိုးနိုင်မှုပြဿနာရှိနေတဲ့အခါမှာမပြိုးနိုင်မှု infertility ဆိုတာကတော့အိမ်ထောင်ကြပြီးနောက်လိင်ဆက်ဆံမှုကိုကာကွယ်မှုမရှိဘဲဆက်ဆံနေတော့လဲကိုဝင်ရဖို့အခက်အခဲရှိနေတဲ့ဆိုရင်ဒါကိုမပြိုးနိုင်မှုလို့ခေါ်ပါတယ်ဒီလိုအခြေအနေရှိတဲ့လူတွေအတွက်ယောက်ျားလည်းဖြစ်စေမိန်းမလည်းဖြစ်စေနှစ်ဦးလုံးကိုတပြိုင်နက်တည်းစစ်ဆေးသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကအရေးကြီးတဲ့အချက်တစ်ချက်ကိုအထူးပြောချင်ပါတယ်အိမ်ထောင်ဒီတစုံတစ်ယောက်မှာမပြိုးနိုင်မှုပြဿနာရှိနေတဲ့အခါမှာနှစ်ဦးလုံးအချိန်မပြတ်ပဲတပြိုင်နက်တည်းစစ်ဆေးသင့်ပါတယ်နှစ်ဦးတည်းကအခြေခံစမ်းသပ်မှုအနေနဲ့တပ်အင်ကြီးစစ်ဆေးမှုကအရေးကြီးဆုံးပါဒီစမ်းသပ်မှုကအလွယ်တကူခန္ဓာကိုယ်ထိခိုက်မှုမရှိပဲပြုလုပ်နိုင်တဲ့စမ်းသပ်မှုဖြစ်လို့မိမဘက်စေကူတာမှုအတွက်ပါလမ်းညွှန်ပေးနိုင်ပါတယ်အိမ်ထောင်ဒီတစုံတစ်ယောက်မှာမပြိုးနိုင်မှုပြဿနာရှိနေတဲ့အခါမှာပထမဆုံးစမ်းသပ်ဆရာကအန်ဒရိုလိုဂျစ်ဆရာဝန်စီသွားပြီးအခြေခံစမ်းသပ်မှုတွေကိုပြုလုပ်သင့်ပါတယ်အကယ်၍အားလုံးအဆင်ပြေရဆိုရင်မိမဘက်မျိုးပွားစွာအားဆိုင်ရာအထူးကုဆရာဝန်စီကိုလည်းတပြိုင်နက်တည်းသွားနိုင်ပါတယ်သူတို့ကျွန်တော်တို့စီလာတဲ့အခါမှာကျွန်တော်တို့ဘာတွေအခြေခံစစ်ဆေးလေးရှိတယ်လဲဆိုတာပါကျုပ်တို့ကကိုယ်ရဲ့စစ်ဆေးမှုကိုအရင်လုပ်ပြီးအခြေအနေအရတားအင်ကြီးစစ်ဆေးမှုဟော်မုန်းစမ်းသပ်မှုလိုအပ်လျင်ဘိုင်းအိတ်အောက်ပိုင်းအလော်အော်ထရာဆောင်းစကန်စစ်ဆေးမှုနောက်ထပ်လိုအပ်လျင်မျိုးရိုးဗီဇစမ်းသပ်မှုတွေကိုလည်းဆောင်ရွက်ပေးနိုင်ပါတယ်အခြေခံသားအင်ကြီးစစ်ဆေးမှုကတော့ယောက်ျားတဦးရဲ့မိန်းမဖော်ကိုကိုယ်ဝယ်ဆောင်စေနိုင်တဲ့အခြေခံစွမ်းရည်ကိုခံမှန်းပေးနိုင်ပါတယ်ဒါပေမဲ့ဤစမ်းသပ်မှုကအကြမ်းဖျင်းစစ်ဆေးမှုတစ်ခုသာဖြစ်ပြီးတားအင်ကြီးရဲ့လှုပ်ဆောင်နိုင်စွမ်းကိုတိတိကျကျမသိနိုင်ပါဘူးအရေးအတွက်ကကောင်းနေတဲ့ဆိုပေမဲ့လှုပ်ဆောင်နိုင်စွမ်းကကောင်းမနေနိုင်ပါဘူးဒါကြောင့်ပဲလူအများစုမှာမျိုးပွားစွမ်းအားပြဿနာတွေကြုံတွေ့ရတာပါအခြေခံသားအင်ကြီးစစ်ဆေးမှုမှာတော့နမူနာကိုစုဆောင်းပြီးနောက်မျက်စိမြင်နိုင်တဲ့အချက်လက်တွေကိုစစ်ဆေးပြီးမိုက်ခရိုစကုပ်ဖြင့်မြင်နိုင်တဲ့အချက်လက်တွေတားအင်ကြီးထဲမှာယောဂပိုးရှိမရှိစစ်ဆေးပြီးမှတားအင်ကြီးစစ်ဆေးမှုရလဒ်ကိုထုတ်ပေးမှာပါဒီမှာတားအင်ကြီးပမာဏဘယ်လောက်ရှိသလဲတားအင်ကြီးအရေးအတွက်ဘယ်လောက်ရှိသလဲလှုပ်ရှားနိုင်စွမ်းဘယ်လောက်ရှိသလဲပုံသဏ္ဍာန်ကဘယ်လိုလဲဆိုတာတွေကိုကြည့်နိုင်ပါတယ်ဒါတွေကအခြေခံတားအင်ကြီးစစ်ဆေးမှုအစီရင်ခံစာမှာပါဝင်မဲ့အဓိကအချက်တွေပါပဲတင်းရဲ့တားအင်ကြီးစစ်ဆေးမှုရလဒ်အပေါ်မူတည်ပြီးနောက်ထပ်စစ်ဆေးမှုတွေနဲ့ကုသမှုတွေကိုညွှန်ပြပေးပါမယ်တားအင်ကြီးပြဿနာတွေတားအင်ကြီးစစ်ဆေးမှုမမှန်ကန်မှုတွေကြုံတွေ့နေရတဲ့လူတွေမှာတော့အကြောင်းရင်းကိုရှာဖွေကြည့်ပါမယ်အကြောင်းရင်းသိတာတဲ့အရာတစ်ခုရှိသလားမသိရသေးတဲ့အကြောင်းရင်းတစ်ခုရှိသလားဘယ်လိုစစ်ဆေးနိုင်မလဲဆိုတာကိုကြည့်ပါမယ်အဲ့ဒီအရာအလုံးကိုနောက်ထပ်ဆက်လက်လှုပ်ဆောင်နိုင်ပါတယ်အချင်းချုပ်ပြောရရင်တားအင်ကြီးစစ်ဆေးမှုကအမျိုးသားပြုတ်ကင်နိုင်စွမ်းစစ်ဆေးရမှာအခြေခံစမ်းသပ်မှုဖြစ်ပြီးမိန်းမယောက်ျားနှစ်ဦးစလုံးအတွက်ပထမဆုံးစစ်ဆေးရမယ့်စမ်းသပ်မှုလည်းဖြစ်ပါတယ်ဒါကမိန်းမယောက်ျားနှစ်ဦးစလုံးအတွက်အခြေခံစမ်းသပ်မှုနဲ့ပထမဆုံးစမ်းသပ်မှုပါအပြိုးမြောက်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုခုကြုံတွေ့ရင်တော့ပြုတ်ကင်နိုင်စွမ်းစစ်ဆေးမှုကိုလုပ်တင်ပြီးအခြေခံအရာတွေကိုစစ်ဆေးသင့်ပါတယ်ကျေးဇူးတင်ပါတယ်